အာဆင်နယ်ကိုဆက်လက်ဖိအားပေးနိုင်ခဲ့တဲ့မန်စီးတီးနဲ့ချန်ပီယံလိဝင်ခွင့်ပြန်လည်ရှင်သန်လာတဲ့လီဗာပူးဘယ်တော့မှမင်္ဂလာပါဗျာစပါနနာမင်းအိုင်မက်ကွန်ရှစ်ကော5 MS ဗမန်အေချန်ကနေအားလုံးကိုပြန်လည်ကြိုလိုက်ပါတယ်ဒီတစ်ပတ်ဂျိုင်းမှာကစားခဲ့တဲ့ပရီးမီးယားလိပွဲစဉ်26မှာတော့မမေးရှားထိပ်ဆုံးကအာဆင်နယ်အသင်းကိုနီးကပ်ဖိအားပေးနေတဲ့မန်စီးတီးအသင်းဟာအင်္ဂလန်မှာဖွမ်အသင်းကိုအခန့်ကစားခဲ့ပြီး3ဂိုးပြတ်ဆွဲရလိုက်တဲ့နိုင်ရရှိခဲ့တာဖြစ်ပါတယ်မန်စီးတီးအသင်းအနေနဲ့ပြီးခဲ့တဲ့နှစ်ပွဲဆက်စပါလီဗာပူးနဲ့ပွဲချက်တွေဆက်တိုက်ရင်ဆိုင်ခဲ့ရပေမဲ့အမှားရမရှိပဲစပါအသင်းကိုတေးရလိုက်တဲ့ကျင်းနဲ့ခဲ့ရတယ်လို့လီဗာပူးအသင်းကိုလည်း FA ကွင်းထိတက်ပြီးတော့2ဂိုးနဲ့နိုင်ရခဲ့တာဖြစ်ပါတယ်။ဒါကြောင့်ဒီတစ်ပတ်ကစားခဲ့တဲ့အိမ်ကွင်းပွဲစဉ်မှာတော့ Man City တင်းဟာတော်တော်နဲ့နိုင်ပွဲကိုပေါ်ဆောင်သွားနိုင်ခဲ့လို့ပြောရမှာဖြစ်ပါတယ်။ဒီပွဲစဉ်မှာ Man City တင်းအတွက်အထူးချိန်စွမ်းပြခဲ့တဲ့ကစားသမားကတော့ပြီးခဲ့တဲ့စားသည့်ပြောင်းရွှေ့ဈေးကွက်ကမှ Man City ကိုရောက်ရှိလာခဲ့တဲ့စီမီညိုပဲဖြစ်ပါတယ်။စီမီညိုပွဲချိန်24မိနစ်မှာတင်အသင်းအတွက်ဥဆောင်ကိုသွင်းယူပေးနိုင်ခဲ့တာပါ။အဲ့နောက်ပွဲချိန်မိနစ်30မှာလည်းတွဲဖန်နီးပေးမှုကနေတဆင့်နီကိုအိုရန်လီက Man City အသင်းအတွက်ဒုတိယဥဆောင်ကိုထပ်မံသွင်းယူပေးခဲ့တာဖြစ်ပါတယ်။အဲ့နောက် Man City အသင်းအတွက်အနိုင်သေးကြခြင်းမဲ့သွင်းကိုတော့ပွဲချိန်39မိနစ်မှာဖေးဖိုးတဲ့ဖန်နီးပေးမှုကနေစေယုတ်ကြီးအာလင်ဟာလန်ကသွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။ဒါဟာလန်အတွက်တော့2025ခုနှစ်ဒီဇင်ဘာ20ရက်နေ့နောက်ပိုင်းပထမဆုံးအကြိမ် Open League ကနေရရှိတဲ့သွင်းကိုလည်းဖြစ်ခဲ့ပါတယ်။ဒုတိယပိုင်းမှာတော့ခွာလာဟာကစားသမားအပြောင်းအလဲကိုပြုလုပ်ခဲ့ပြီးအယ်လင်ဟာလန်ဘာနာဒိုဆီဗာမာတက်နူနက်စ်တို့ရဲ့နေရာမှာကိုဆန်တော့ဒါနီရိန်နာနဲ့မာမို့စ်တို့ကိုထည့်သွင်းကကစားသမားတို့ကိုနားပေးခဲ့ပါတယ်။အဲ့ချိန်မှာဖွမ်အသင်းရဲ့ပြန်လည်ဖိအားပေးမှုတို့ကိုရင်ဆိုင်ခဲ့ပေမဲ့မန်စီးတီးအသင်းရဲ့ဂိုးသမားဂျိုနာရူမာကလည်းအကောင်းဆုံးလက်စွမ်းပြကာကွယ်သွားနိုင်ခဲ့တာဖြစ်ပါတယ်။ဒီပွဲကြောင့်မန်စီးတီးအသင်းဟာထိပ်ဆုံးကဦးဆောင်တဲ့အာဆင်နယ်အသင်းထက်တပွဲပိုကစားထားပြီး3မှတ်အကွာနဲ့ဆက်လက်ဖိအားပေးနေဆဲဖြစ်ပါတယ်။ဒီချိန်ထဲမှာပဲရှင်မန်ကစားခဲ့တဲ့လီဗာပူးအသင်းဟာလည်းအဝေးကွင်းမှာဆန်လန်အသင်းကိုနိုင်ရရှိခဲ့တာကြောင့်ချန်ပီယံလိဝင်တွေကိုပြန်လည်ဝင်ရောက်လာခဲ့ပြီးဖြစ်ပါတယ်။ဆန်လန်အသင်းဟာဒီဟာဒီအိမ်ကွင်းမှာရှုံးပွဲမရှိတဲ့တနည်းသောအသင်းဖြစ်ပေမဲ့လီဗာပူးနဲ့အတွေ့မှာတော့ဒီစံချိန်ဟာကျိုးပြတ်ခဲ့ရတာဖြစ်ပါတယ်။လီဗာပူးအသင်းဟာလည်းပြီးခဲ့တဲ့နှစ်ပွဲဆက်ရှုံးပွဲကြုံတွေ့ခဲ့တာကြောင့်ချန်ပီယံလိဝင်အတွက်စိုးရိမ်စရာဖြစ်နေခဲ့ပြီးအစင်းလေးနေရာကမန်ချက်ယူနိုက်တက်နဲ့9မှတ်ထိကွာသွားခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ဒီတစ်ပတ်ကစားခဲ့တဲ့ပရီးမီးယားလိပွဲစဉ်မှာတော့ဒုတိယပိုင်းပွဲချိန်62မိနစ်မှာသွင်းယူခဲ့တဲ့ဗန်နိုက်ရဲ့သွင်းဂိုးတစ်ခုနဲ့အလင်းအောင်ကွင်းမှာဆန်လန်အသင်းကိုနိုင်ရရှိခဲ့ပြီးတဲ့နောက်ချန်ပီယံလိဝင်တိုက်ပွဲကပြန်လည်ရှင်သန်လာခဲ့ပြီးဖြစ်ပါတယ်။လီဗာပူးအသင်းနဲ့ဒွဲလုံးတိုင်းနိုင်ရာဆန်လန်အသင်းကိုတောက်လျှောက်ဖိအားပေးထားနိုင်ခဲ့ပြီးဒုတိယပိုင်းပွဲချိန်62မိနစ်မှာဘာဂျယ်ဗန်နိုက်ကတောက်ကံဘောကနေမိုဟာမက်ဆာလက်ဖန်နီးပေးလိုက်တဲ့ဘောလုံးကိုခေါင်းတိုက်ကအသင်းတက်နှလုံးထဲသောနိုင်ကိုသွင်းယူပေးခဲ့တာဖြစ်ပါတယ်။ဒီပွဲစဉ်မှာလီဗာပူးအသင်းအနေနဲ့ဂိုးပေါက်ကန်တင်းချန်23ညပြုလုပ်နိုင်ခဲ့ပေမဲ့လည်းတကယ်နဲ့ဂိုးပေါက်တစ်ခဲ့တာက3ချိန်သာရှိခဲ့တာဖြစ်ပါတယ်။လီဗာပူးအသင်းအခန်းစပိုင်းအားနည်းချက်ကိုဒီနေ့ပွဲစဉ်မှာအကောင်းဆုံးပြင်ဆင်လာနိုင်ခဲ့တာကိုလည်းမြင်တွေ့ခဲ့ရပါတယ်။လီဗာပူးပွဲစဉ်မတိုင်ခင်ကစားခဲ့တဲ့မန်ချက်ယူနိုက်တက်အသင်းနဲ့ဝက်ဆန်အသင်းရဲ့ပွဲစဉ်ကလည်းတစ်ဖက်တစ်ဂိုးစီတေချားခဲ့တယ်လို့ဒီချိန်ထဲမှာကစားခဲ့တဲ့ချဲစီအသင်းနဲ့လီယူနိုက်တက်အသင်းပွဲစဉ်ကလည်းတစ်ဖက်တစ်ဂိုးစီတေချားခဲ့တာကြောင့်အခုလည်းလီဗာပူးအသင်းနိုင်ရရှိခဲ့တာဟာသူတို့ရဲ့ချန်ပီယံလိဝင်ခွင့်မျှော်လင့်ချက်ကိုပြန်လည်ရှင်းသန်လာစေခဲ့လို့ပြောရမှာဖြစ်ပါတယ်။လက်ရှိချိန်မှာလီဗာပူးအသင်းဟာရမှတ်40မှတ်နဲ့ပရီးမီးယားလိမဘေးရှားရဲ့အဆင့်6နေရာမှာရပ်တည်နေပြီးအဆင့်4နေရာကမန်ချက်ယူနိုက်တက်နဲ့3မှတ်အဆင့်5နေရာကချဲစီအသင်းနဲ့2မှတ်သာကွာရတာဖြစ်ပါတယ်။လီဗာပူးအသင်းအနေနဲ့လာမယ့်အပတ်မှာချန်ပီယံလိဝင်ခွင့်အတွက်အရေးကြီးပွဲစဉ်အပြင်နဒီယာဖော်တဲ့အသင်းကိုဝေးကွင်းမှာတွားရောက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။ဒီပွဲမတိုင်ခင်မှာတော့လီဗာပူးအသင်းအနေနဲ့အိမ်ကွင်းမှာဘရိုက်တန်အသင်းနဲ့ FA ဖလားပွဲစဉ်ဆင်နွှဲသွားရမှာဖြစ်ပါတယ်။ဘောလုံးစလားတို့ကိုယုံကြည်စိတ်ချစွာဆော်လာခြင်းမှာကဘိုင်ယိုမာချပေးထားတဲ့နံပါတ်ကတစ်ဆင့်ဆက်သွယ်ပေးပါခင်ဗျာ။ဟုတ်ကဲ့ပါဗျာဗီဒီယိုလေးကတော့ပါပဲ။နောက်နေ့မှလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းကြားတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page ကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါဦးလို့ပြောရင်းနဲ့ညီကုန်းချုပ်လိုက်ရပါတယ်ခင်ဗျာ။